ယူတူပါအမြင်ကျကျနဲ့ဖြစ်လာနိုင်တယ်ဆိုတာကိုတွေးပါစိတ်ကူးနဲ့မှခင်ဗျားတို့ကကိုတထေးလို့မတွက်မိရင်ဘယ်တော့တထေးဖြစ်မှာတော့ရှင်ဘီရင်ဖြစ်ဖို့ဆိုရင်ရှင်ဘီရင်ဖြစ်ချင်တာအရင်လားရှင်ဘီရင်ဖြစ်ချင်တဲ့စိတ်အရင်မွေးရမှာလားတထေးဖြစ်ဖို့အတွက်ဘယ်တွင်းရအရင်ထွက်အောင်လုပ်ရမှာဆင်းရဲတွင်းနဲ့ရထွက်အောင်လုပ်ဟိုတနေ့ကကိုကဟိုတလောဂျာနယ်ထဲမှာတွေ့တယ်အိဗရာဘိုဘစ်ရဲ့နော်နိုင်ငံခြားခီးစဉ်မှာတင်မောကြီးနဲ့အိဗရာမိုဘစ်ကြောင့်ရေးထားတယ်ကြည့်တယ်ဟာငါအိဗရာမိုဘစ်လောက်ချမ်းသာရင်မကောင်းဘူးလားအိဗရာမိုဘစ်ဘလောက်ချမ်းသာလဲပြောသူစီးတဲ့လေရင်ဟတ်စကီကအဲ့တင်မောကြီးပေါ်မှာလောက်တာပဇင်းလောက်ကလေးရဲ့အဲ့တော့ဟတ်စကီပေါ်မှာပဇင်းလောက်ကလေးပဲတွေ့တဲ့ထားဆိုတင်မောဘလောက်ကြီးလဲဗျာနော်အဲ့ကြက်ငှက်တို့ကိုတွေကောင်းစားပြဿနာတက်တဲ့နှစ်ကနိုင်ငံတနိုင်ငံဝင်တဲ့အခါကျတော့ဒီတလိษံပါရင်မဝင်ဟာမင်းတို့နိုင်ငံမဝင်ဘူးတဲ့ဘာမှဖြစ်ဘူးတဲ့ငါငှက်မပါလို့ကတော့မင်းတို့နိုင်ငံမဝင်ဘူးတဲ့တတိမြဘလောက်ကြီးကျင်နော်ဒီငှက်တဲ့ကောင်မပါတာနဲ့မဝင်ရဘူးဆိုတို့လို့ဆိုရင်တော့ဒီငှက်လုံးရှုပ်တယ်ကွာပင်လေထဲပြစ်လိုက်လဲပြီးတာပဲဒီရောက်ဖူးတော့ဝင်ဟာမရဘူးမဝင်ပြောချင်တာအဲ့အိဗရာမိုဘစ်ကိုကြည်ရင်တက်လိုက်တယ်ငါဘလောက်ချမ်းသာခြင်းလဲမိုဘစ်လောက်ချမ်းသာခြင်းဗမာပြည်မှာတော့မရဘူးဘာလို့တော့ရေနံနဲ့ချမ်းသာသွားတာချမ်းသာခြင်းချမ်းသာနိုင်တဲ့နေရာတွေလုပ်ငန်းတွေလုပ်မှရဥအောင်ခဏခဏပြောပါတယ်ထမ်းတဲ့သမားကံကောင်းမဖြစ်စေနဲ့ထမ်းတဲ့သမားကံကောင်းရင်ဗာများများတက်ရမှာ